ကျွန်တော်ဒီနေ့ဒီ message ကိုကျွန်တော်ဗမာလိုပဲစူးစမ်းပြီးတော့ကျွန်တော်ဟောကြားပါမယ်လို့ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်အဝနေပြီးတော့လည်းကျွန်တော်စူးတောင်းခြင်းနဲ့ကူညီကြပါဘယ်လိုတန်းချာဆိုတော့ဘယ်လိုဆက်ချမ်းသာလို့ဆက်အာမင်ဖျားတဲ့ကြောင့်ဒါကျွန်တော်ဒီညောရောက်ရှိလာခြင်းဖြစ်တယ်ဖျားတဲ့ကြောင့်ဒါကျွန်တော်ဒီလိုသူ့ကိုကိုယ်ဝင်နေတဲ့ခွင့်ရခြင်းဖြစ်တယ်သူပြတဲ့ကျွန်းခရစ်စမတ်တန်တူပန်းဟာရေးအကေမပန်းဟာသူပြတဲ့တန်တော့ဘက်ကျွန်တော်ချင်းပြီးတော့ကျွန်တော်အရင်ပဲကြည့်ကြပါလေလို့တင်တော်လူကြီးရဲ့ပြလူကြီးရဲ့ကျွန်တော်အားလုံးကျွန်တော်စမောဆုံးပြောချင်ပါတယ်ကျွန်တော်ဖတ်သွားတဲ့ကျမ်းစာကရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်1ကနေပြီးတော့4ကနေပြီးတော့5အငယ်14ကနေပြီးတော့18ဖြစ်ပါတယ်ကျွန်တော်ဘာဖြစ်လို့ရှင်ယောဟန်ကသူပြောတဲ့ခါမှာသူကလူကာလိုမျိုးရှင်လူကာလိုမျိုးရှင်မတဲလိုမျိုးသူကခရစ်တော်ဝေဖွားတဲ့အကြောင်းကိုပြောပဲနဲ့ခါရင်းနဲ့နှုတ်ကပတ်တော်အကြောင်းကိုသူပြောပြတယ်နှုတ်ကပတ်တော်အကြောင်းနဲ့သူစပြောတယ်အခြေတမ်းတဲ့အိုင်တန်တော့ဂျိုဟန်နဲ့အခြေတမ်းတယ်ဒီကဟင်သူစုနာကကြောင့်ဒီကဟင်နှုတ်ကပတ်တော်ဟာလူစားကြည့်ကိုခံယူတယ်ဆိုတာဘာဖြစ်လို့ခံယူတယ်လဲကျွန်တော်တို့ကဘာသိရှိတယ်ခရစ်စမတ်လို့ကျွန်တော်ပြောနေတဲ့အသိပဲကျွန်တော်တို့ဘာရှိတယ်လဲဆိုတာကိုကျွန်တော်ဒီနေ့မှာကြည့်မှာဖြစ်ပါတယ်ကျွန်တော်မစမှာကျွန်တော်ဆူတောင်းပါဘောဘာချာနာချာတာပြီး순자정바람틀람람수에순자정바나마그만에금똑내가자래뭐막찬동아힘은막팔로스메스로바나마나도나롱롱아세바나마카비아네스나마비아카바나마카가해면롱아사자래 오르파데나 컵나고바드라자바바드로 왜 봐, 이 통타이 왜 봐, 춘자나 해. 너 관대랑 왜 봐, 청와대 별 걸로. 왜 봐, 나 테니까 끝을 끝가락 엄청 걸로. 나와 통타이 농이 왜 봐, 농이 왜 봐, 나와 통타이 농이. 나와 통타이 농이 파데가 시코나. 지수 크리고 왜 봐, 몸타고 비야. 티나도 타는 봐, 지수 카와자 봐, 비야. 네. 저로 생각하지 시대. 너가 봐도.နှုတ်ကပတ်တော်အစာအုပ်နဲ့ရှိတယ်နှုတ်ကပတ်တော်ဒီဖျားတဲ့အတူရှိတယ်နှုတ်ကပတ်တော်ဒီလည်းဖျားခင်ဖြစ်တော်မှာနှုတ်ကပတ်တော်ဒီအစာအုပ်နဲ့ဖျားခင်နဲ့အတူရှိတယ်နှုတ်ကပတ်တော်ဘာဖြစ်လို့နှုတ်ကပတ်တော်ဆိုတာကျွန်တော်ပြောရလဲဆိုရင်နော်နှုတ်ကပတ်တော်တရားနဲ့တရားကျွန်တော်တို့မိတ်ဆက်ဖို့တရားနဲ့တရားကျွန်တော်ဆက်ဆံဖို့ဘာလို့လဲဟောတဲ့ဟာဖလိုမောစကားသုံးဖို့လို့ရနော် language အဲ့ဒါကြောင့်ကျွန်တော် interpreter ရှိရတာဘာလို့လဲဆက်ဆံရေးမကောင်းလို့ဟုတ်နော်ဒါမဟုတ်လို့ဆိုမရှိလို့ဆိုကျွန်တော်မရှိလို့ဆိုရင်ဆက်ဆံရေးလွဲမှာဆိုလို့ကျွန်တော်စကားပြောရတယ်ကျွန်တော်ဆက်ဆံရေးလွဲမှာဆိုစကားပြောရတယ်တယောက်နဲ့တယောက်ကိုဒီကနေကျွန်တော်အပေါ်တက်လာပြီဆိုရင်ကျွန်တော်ကစကားပြောဖို့အကုန်လုံးကကျွန်တော်ကြည့်တယ်နော်စကားပြောဖို့ပေါ့နော်ဘုရားကျွန်တော်မူရည်ပြတော့အောက်ဆင်းကကျွန်တော်ဘာပြောချင်တယ်လဲဆိုတော့ခင်ဗျားတို့နားလည်ပါ့မလားကာဒရာမာတော့မပြတ်တော့ကေရောမတိုးနေလို့这那个情况才没行嘛，那个情况才没行啊，对面人太过了，就弄很别也好，就弄很别也好，那叫就弄个办多少路安的，是干啥路安的？只要你叫 communicate， 老婆只要你只要破表情啊，就把破表情啊来说啦，对面是呢，破表呢不，弄个办多少路安的？耶稣的天啊，你弄个办多少的？ယေရှုသခင်အဲ့ဒီနှုတ်ကပတ်တော်ဖြစ်တာဘာလို့ဘုရားသခင်ကသူကကျွန်တော်တို့ဘာမြင်စေချင်လဲဘာကိုထင်ရှားစေချင်လဲဘာကိုပေါ်ပြချင်လဲဆိုရင်ကျွန်တော်တို့ကိုသူဘလောက်ချစ်ချက်လဲဆိုတာကိုသူပေါ်ပြချင်လို့ဒီနှုတ်ကပတ်တော်ဒီလောကစီကိုဆင်းကြွလာခြင်းဖြစ်တယ်ဘုရားကပုံကြည့်ပါစေနှုတ်ကပတ်တော် language အရန်လို့တယ်ဘာသာစကားအရန်လို့တယ်တယောက်နဲ့တယောက် communicate လုပ်ဖို့တယောက်နဲ့တယောက်ပေါ်ပြချင်တာရှိရင်လူတယောက်ခမရဘလောက်ချင်လဲလူတယောက်ခမရဘာလို့ချင်လဲပြောရမှာခမရစကားမပြောရင်လက်တွေ6ပဲတောင်းလို့စင်ဘယ်လိုရအောင်လဲခမရကျွန်တော်တို့စကားမပြောတဲ့လူနဲ့နားမကြားတဲ့လူနဲ့ဆက်ဆံကြည့်လေမရဘူးနော်မရဘူးဒီကစကားပြောတဲ့သူရှိလို့အောက်ဘက်ကနေပြီးတော့နားထောင်ပေးတဲ့လူရှိဖို့လိုအပ်တယ်ဖျားခင်ကသူ့ရဲ့လောက်ဆရာရှိတာလောက်တာဘာရှိလဲဆိုရင်ဒီမှာနှုတ်ကပတ်တော်ဖျားနဲ့တူရှိတယ်နှုတ်ကပတ်တော်ဒီနဲ့ဖျားဖြစ်တော်မူတယ်အဲ့ဒီဖျားဟာကျွန်တော်စီကိုစင်ကြွလာခြင်းဖြစ်တယ်
ဖျားခင်ကဘာပေါ်ပြချင်လဲဆိုရင်သူကကျွန်တော်တို့ကိုဘယ်လောက်ချစ်ချစ်လဲဆိုတော့ပေါ်ပြချင်တာအချင်ဟဲ့ဦးနာဆက်လောင်းဆက်ဒီအဒုချမီချို这种人那么不弄你们说那更多那对你嘿让得多嘿啊别啊让得你些不天主别话都比不天是别的别的都比不天是完了不天的啥干这个把没就偏那个攀升来看嘛不如攀升来进来啊别的啥什么嘛个把我们就对了别的看都你妈连皮不是说连皮的都是干的多的ကျွန်တော်ရဲ့ professor ဘာပြောလဲဆိုရင်လေဒီအမြောက်သူကြွတဲ့ခါမှာကြည့်တဲ့ခါမှာဘာပြောလဲ prophet တွေကိုသူသုံးတယ်စကားပြောချင်တဲ့အရာသူပြောတယ်နော်ဘုရားခင်ကကျွန်တော်နဲ့စကားပြောချင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကိုမြင်စေတဲ့ပေါ်ပြစေချင်တဲ့ဘုရားခင်ဖြစ်တယ်လို့ကျွန်တော်ပြောတယ် communication လုပ်တဲ့ communicative action ရှိတဲ့ဘုရားခင်ဖြစ်တယ်ဒီ Christmas မှာကျွန်တော်တို့ဖျားခင်ပါမြင်စေခြင်းနဲ့ပါချင်းရှားစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုသူဘလောက်ချစ်လဲဆိုတော့စကားပြောချင်တယ်အဲ့နှုတ်ကပတ်တော်ကိုယ်တိုင်ကနှုတ်ကပတ်တော်ဖျားတဲ့နှုတ်ကပတ်တော်ကိုယ်တိုင်ကလူပြချင်းကိုခံရခြင်းဖြစ်တယ်ဖျားခင်ကောင်းချီးပေးပါစေအာမင်ဖျားခင်ကိုယ်တိုင်ကသူကကျွန်တော်တို့ဘလောက်ချစ်လဲပြတ်သားတယ်ဘလောက်ချစ်လဲဆိုတော့ပေါ်ပြချင်လို့ဒီရောက်တာဖြစ်တယ်ကျွန်တော်စဉ်းစားရအောင်ဒီမှာနှုတ်ကပတ်တော်နဲ့အသက်ရှိပြီးထိုအသက်ပြည်လည်းလူတို့ရဲ့အလင်းဖြစ်၏ထိုအလင်းဒီမောင်မိုက်နဲ့လင်း၍မောင်မိုက်ဒီမခံမယူထိုငယ်သုံးမှာထိုနောက်ကပတ်တော်ဒီခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏အရာအားလုံးကိုသူကဖန်ဆင်းတယ်ဒီနောက်ကပတ်တော်ဖန်ဆင်းတယ်အဲ့ဒီဖန်ဆင်းတဲ့အရာတွေကိုသူကိုယ်တိုင်ကြွလာတယ်သူကိုယ်တိုင်ကြွလာတယ်ဒီကဘာကြီးကိုခင်ဗျားတို့ကျွန်တော်စဉ်းစားရအောင်နော်ဒီကဘာကြီးရဲ့ accident နဲ့ဖြစ်တာလား accident နဲ့ဖြစ်တာလားဒီဂျိုးဒီမှာကျွန်တော်တွေ့ရတဲ့ဒီ universe တွေ planet ဒီအရာအားလုံးဟာ accident နဲ့ပဲဖြစ်တာလားဘာလဲဆာလောဝင်တင်အချမ်းခေါ်ပြီးစကားမပတ်တော့မလို့ gravity ဆွဲအင်အားဒီမှာဒီလေးဒီမှာတော့ကဘာလိုမျိုးတခြားဥစ္စာလူနေထိုင်ဖို့တရိတ်ဆန်နေထိုင်ဖို့ဘက်တီးရီးယားတွေနေထိုင်ဖို့တခြားဂျိုကဘာရှိလားဆိုတော့ scientist တွေအကုန်လုံးရှာတယ်အခုတည်းကသူတို့မတွေ့နိုင်သေးဘူးသူတို့တခုတွေ့တာတခုကအဝေးမှာရှိတယ်ဒါပေမဲ့လူနေနိုင်ဖို့ရှိမှာမဟုတ်ဘူးတပည့်လည်းနေနိုင်မှာမဟုတ်ဘူးဘာမှအသက်ရှင်နေရတော့မရှိဘူးဒါပေမဲ့ကဘာကြီးလိုမျိုးတော့သူက site ရှိတယ်တဲ့အဲ့တော့သူ့ကို super earth လို့ခေါ်တယ်See, news တွေမှာပေါ်လာတော့လေ super earth လို့တို့ခေါ်တဲ့ခါမှာကျွန်တော်ကကဘာကြီးလိုမျိုးတစ်ခုများတို့ရှာတွေ့ရလားပါလားဆိုတော့ကျွန်တော်ကြည့်တယ်မဟုတ်ဘူးသူတို့ကဒီလိုပေါ်တွေ့တယ်ဒါပေမဲ့လူတို့နေနိုင်မှာမဟုတ်ဘူးဘယ်သူမှဘာမှအသက်ရှင်တဲ့အရာတွေမရှိဘူးဆိုတော့ super earth လို့နာမည်ပေးတဲ့ဒါပေမဲ့လူကျွန်တော်တို့ဒီမှာနေထိုင်နေတဲ့ကဘာလိုမျိုးတော့မဟုတ်ဘူးမိတ်ဆွေစဉ်းစားရအောင်ဒီမှာကျွန်တော်နေတဲ့အရာ accident နဲ့ဖြစ်တယ်ဆိုရင်တော့တခြားဂျိုကဘာတွေလူတွေနေထိုင်တဲ့ဂျိုကဘာတွေရှိနေမှာပဲဒါမဲ့ဒီတစ်ခုကိုသာဘုရားခင်ကဖန်ဆင်းလို့သူပုံစံနဲ့ဖန်ဆင်းတဲ့လူတွေနေနိုင်ဖို့သူဖန်ဆင်းထားတဲ့တစ်ခုပဲရှိလို့ဒီမှာကျွန်တော်နေရချင်းဖြစ်တယ်နေရချင်းဖြစ်တယ်ဖန်ဆင်းသူဆိုတာရှိတယ်ဖန်ဆင်းသူဆိုတာရှိတယ်ဖန်ဆင်းရတဲ့အကြောင်းရင်းလည်းရှိတယ်ကျွန်တော်ဒီလကဘာကိုလူတွေကဘယ်မှာဆုံးရောက်သွားတယ်နော်လကဘာကိုရောက်သွားတဲ့ခါမှာအဲ့လပေါ်နဲ့သူပြန်လာတော့လူကြောက်ပါတော့အဲ့လကဘာကိုသွားတယ်လူကြောက်ကပြန်လာတော့သူကတော့လဲဆိုရင်မင်းတို့ဖះတည်တဲ့ဖះဖြစ်တယ်တဲ့အသက်မရှိဘူးတဲ့ငါလကဘာကိုသွားတယ်အဲ့ဒီဖះကိုငါမတွေ့ဘူးတဲ့နော်သူပြန်လာအဲ့တော့အရန်ကြာပြီ1960လောက်ဖြစ်မှချင်းတယ်သူကပြောတယ်မင်းတို့ဖះဆိုမရှိဘူးတဲ့သူကစဉ်းစားတယ်ကျွန်တော်စဉ်းစားတယ်မရှိသူစဉ်းစားတဲ့ပုံစံကကျွန်တော်လောကကအောက်ထပ်မှာဆိုတော့ကဘာလကဘာကအပေါ်ထပ်မှာဆိုတော့လကဘာလေးကိုကျွန်တော်သွားမယ်ဆိုရင်ဖျားခင်တွေ့နိုင်မယ်လို့သူကထင်တယ်ဒါပေမဲ့စဉ်းစားကြည့်နော်အရာအားလုံးဒီအရာခတ်သိမ်းအားလုံးဖန်ဆင်းတဲ့ဖျားခင်ရှိတယ်ဆိုရင်အဲ့ဒီဖျားကိုကျွန်တော်ကလည်းရှာဖွေလို့ကျွန်တော်တွေ့ပါမလားသူကသူပေါ်ပြပဲနဲ့ကျွန်တော်မြင်နိုင်မလားတွေ့နိုင်မလားမတွေ့နိုင်ဘူးနော်
မရှိကျွန်တော်စဉ်းစားကြည့်အိုဘားမားစဉ်းစားကြည့် president ဒီ US ကိုအုပ်ချုပ်ရလူအိုဘားမားအကြောင်းကိုသူကမဖော်ပြဘဲနဲ့ကျွန်တော်သိနိုင်တဲ့အရာရှိလားမရှိဘူးနော်ကျွန်တော်အင်္ဂလိပ်နာချင်းကိုကျွန်တော်တော့ပြီးတော့မနေ့ကမှတော့တွေ့ပြီးတော့အော်သူဘလို့ဖြစ်နေလဲတော့ကြည့်တာသူဖြားလားမဖြားလားကျွန်တော်မြင်နိုင်မှုမတွေ့နိုင်ဘူးသူကတရင်ပြုတ်ပြီးတော့ကျွန်တော်ဖြားတယ်လို့ပြောတော့မှကျွန်တော်ကလည်းအော်သူဖြားနေတယ်ဆိုတော့ကျွန်တော်သိနိုင်တယ်ထိုင်ကြတော့ကချင်းလူမျိုးကတော့ရဲ့အစားမီအုတ်တူခတ်ဟဲအကုန်လုံးဟဲအမညာကချင်းလို့ဆိုတော့မှကထိုင်ခေါ်တယ်ကုန်လို့ကျူပနာတော့ပတ်စံဒီတော့အခါစားတူအုံးစီယာချွန်အမလီဟဲဒီဘဝဇာတာအိုင်တော့တော့ဘီစီလို့ဆိုတော့မှကထိုင်ခေါ်ကုန်လို့အမလီအစားမီချင်းကုန်ရတဲ့အမကောင်ချင်းမတော့ကဲအမလီဟောတာကစီတမီဟဲဟီဘီအမကချင်းပြရကချင်းနာစလို့တော့မှကထိုင်ခေါ်လို့ခါမကုန်လို့အဘိယာကပေတူချေမစတာကိုဆဲပချန်နီအမလာအိုင်လောက်တာဆဲလို့ပချန်နီပလေးချူမလာဆဲလို့အမကောင်ကြီးဟောဝစီလာဇိုင်းစီကိုကိမလာလို့စမဆဲလို့အဒိုနာကင်အဒိုနာကမာကမေကေအတူရောငါခတ်ရပ်တူမီဆဲဆာတူပချန်ကမနိုမာတော့စဆာတူပချန်ကဆာမီလက်ချမအရပရာတို့ဒီမှာသူစဉ်းစားမယ်ထိုနှုတ်ကပတော်နဲ့အသက်ရှိထိုအသက်တည်တဲ့လူတို့ရဲ့အလင်းဖြစ်ရင်ထိုအလင်းဒီပေါင်မိုက်နဲ့လင်း၍ပေါင်မိုက်ဒီမခံမယူတဲ့ဒီကတော့ကျွန်တော်မအောင်ဘာဖြစ်လို့လဲဆိုရင်လေအမောင်ကလေးကိုမုန်းတယ်ကျွန်တော်အမောင်ကလေးကိုလုံးမုန်းတယ်ဘာလို့လဲဆိုရင်အမောင်ကလေးကိုကြိုက်ဖို့မတို့ဘိုးယေရှုခရစ်တော်ကဟင်းအချင်းမီ通常的米啊，切杂是通吃些，这错的来讲了，第二德林讲了，这表来钱嘛，错的来讲叫德林说，把没有嘞，把那德林说偏来所以嘞，也是天来，几多个偏过来做来的，他们都表起那个，那么的那么大事了个的，就定下注，嘛都那个弄都米波咱通吃是注，好了啦。จีขมยาตัดสินขมยาตัดกับขมยาอุตสาหรู้ด่างไปแล้วอุตสาหรู้พิจารณาจ้าอะไรแบบโจ้ได้ข่าวมาขมยาจ้ากับเทนซูพิจารณาบ้าไปเลยกูตะโกเชงชินเลยกูไปสั่งกูบล็อกต้งเลยกูบาร์ต้งชินเลยกูเชงบล็อกต้งเลยกูบาร์ต้งชินเลยท่องชินเลยเล่าชินเลยเนชินเลยซาชินเลยเต้าชินเลยไอ้ลูกโย่จะกับเทนซูบ้าไปเลยที่ชุดเขียนก็แบบเมตตากางาไปเนี่ยเมตตากางาพันเซน่ะเมตตากางาบุกเปียมาบ้านเราเลยเมื่อวานตัดเป๊ะบุลาระอะไรจอกที่อาตรีงงพิเศษมันอ๋อเล่นทัวเล่นนี่มองไม่เนี่ยนี่เราก็ต้องไม่เดี๋ยวมันข้ามมาอยู่บ้านที่เราเลยอะไรเนี่ยเอวะแค่กันเลยก็จะรู้อัพเดทชีอัพเดทให้มาเนชินั่นเลยส่วนหนักชัวร์กันมาสาวตุ๊กตาเห็นอาจิ๋วตรงนี้กันแถวเราอาจิ๋วตรงนี้กันแถวเราสโลโมอาจิ๋วตรงนี้กันแถวที่กันzoomเรากันรวดเราขณะนี้เราบอกว่าขณะโตเลยสกัดขณะโลกเลยจ้าเนี่ยมาบาโลเลยมันน่ะมาบาโลเลยเราตัวบาโลเลยลุงเนี่ยเราบาโลเลยขณะอะไรเนี่ยโอเคพี่เนี่ยพี่พี่เราเลยมาเชื่อมูขณะเราบาโลชีพี่พี่เรามาเชื่อได้เป็นมาจนเราเอาส่วนลุงมาเราบูรุขณะเราจนเราโกงเชื่อใจอะไรก็บาโลเลยที่ข้างเนี่ยมีหินเสล้ออาเจียงจึงเสียตัวละไม่ก็มันต้องการเสียจังอาชงอ่ะอุ้มมีเยอะเนี่ยเราแต่สโลโมอามุยมีอาคารชงอ่ะไม่ก็มันเจ็บตึกตึกอะเฮ้อาคารชงอ่ะเสียอุ้มที่มีก็อัลลังเตอร์ดีมุยนักอาโทลอาการเตอร์ดีที่สุขรีอาวันรัตติกาเฮ้นักอัลลังเตอร์มีโจโซมนุเกมากันนุนนักโซมนุนั่นนุนนักเฮ้อามุยชงอ่ะนั่นนุ่งนั่นนุนนักอันเด้งโลมีมุยนักชงอ่ะนั่นนุ่งมีนี่เซ่เกมาชงกันเจ้าแบบอุ้มเลยเกมารัตติกาเฮ้ตรงนั้นมีส่วนนั้นสิที่มีกันนักตั้งนาปีน่าเฮ้Kemani kau ni ngakara, nak cuma saya dah orang tu mikir terbinain, nak cuma kemani tu tu ngakara, macam macam apa sih? Kisah tu kena jual orang kama, mau macam orang orang kama lega, mau macam apa bahasa le, jika ni apa bahasa le surau, mau macam orang le jual orang kama, cuma mina punya le, mina le, tu le, mina mau macam ni buat apa? Kau bara ko, oh so piru ne cine, kau bara tak cine, lo cine, ne cine.
တာမဲ့မင်းမထိန်နိုင်ဘူးမနေနိုင်ဘူးမင်းမကောင်းဆိုမင်းတည့်ရသားနဲ့မနိုင်နိုင်တဲ့ဥစ္စာတွေကိုငါပေါ်ပြပြီးတော့ပေါ်ပြရင်မကဘဲနဲ့ငါဘလောက်ကောင်းလဲဆိုတော့မင်းငါပြောပြမယ်မင်းကိုဖန်ဆင်းရတဲ့အကြောင်းညာပါလဲဆိုတော့ငါပြောပြမယ်မင်းငါထဲမှာနေလို့ရှိရင်မင်းရဲ့ငါထဲမှာမင်းနေလို့ရှိရင်အသက်ကိုတွေးလိုက်မယ်ယေရှုတော်သက်ဆိုင်ရင်မင်းတွေးလိုက်မယ်လို့ဖခင်ပြောပြရှင်ဖြစ်တယ်ဖခင်မုန်းကြီးပါစေမိတ်ဆွေအဲ့ဒါကြောင့်ကြတဲ့ရင်ကောင်းဖြစ်ရတယ်ဒါမဲ့လေခုထဲမှာလေစွမ်းနာကတော့လုံးစိတ်ကချာပေါ်ဝင်ချင်ကိုတီးအရောအပင်မီနုစီအကျွန်းနမစာဟိဒရိကောခဲ့အဲ့ကြောင့်အဲ့လာလို့အခြားကြောင့်လည်းတော့လာလို့နန်လုံးပြီးခါတဲ့ဖြီရီကောလာလေစိတ်အဲ့ကြောင့်လည်းတော့လာလို့စီတချို့လူတွေကလေစဉ်းစားတဲ့အခါမှာခရစ်ယာန်တွေကပြည့်စုံတဲ့လူတွေပဲဖြစ်တယ်ခရစ်ယာန်တွေကကောင်းတဲ့လူတွေပဲဖြစ်တယ်လို့သူတို့ခါလေယုံကြည်ကြတယ်ခရစ်ယာန်ဘာသာဆိုတာကောင်းတာလုပ်ချင်တဲ့လူကောင်းတာလုပ်မဟုတ်ဘူးတော့မဟုတ်ဘူးကောင်းတာလုပ်တဲ့သူတွေတော့မဟုတ်ဘူးခရစ်စမတ်ကမကောင်းတဲ့လူတွေသူတို့တွေအားလုံးကျွဲခရစ်စမတ်ဖြစ်ရတဲ့အကြောင်းရင်းကလေကိုယ်ကတော့ဟောလာပြီးခမထိုင်နေတဲ့အချိန်မှာခရစ်စမတ်တိုင်းကောခမတော့မဟုတ်ဘူးလိုလည်းမလိုအပ်ဘူးကိုယ်ကတော့အုံဆုံးနိုင်လို့ခမချင်ရတွေ့ဒါမဲ့ခုချိန်မှာကျွန်တော်ပြောပြချင်တယ်ကချင်ကိုယ်ကလည်း on လို့စေတော့တော့ဖွင့်ရအောင်တော့တော့ဖွင့်ရအောင်ခဏလူမုန်းရတော့ကျွန်တော်မတတ်တော့မတတ်ဘူးဒါပေမဲ့စိတ်ချနေမုန်းလို့လေလေနာပြောဆိုဘူးလေဘာမှမလားမာနကြီးဘူးလေဒေါသကထောင်းနေ greedy jealous အကုန်လုံးကျွန်တော်ပြစ်မလို့တဲ့ဥစ္စာတွေမရှိဘူးနော်မင်းပတ်ခတ်တဲ့ second ပတ်တဲ့ကဆူဆိုမင်းမီလီတက်ကျွန်တော်ပတ်ခတ်တဲ့မချစ်ဘူးလုံးမီဇောတဲ့ဆူစတူအချမ်းလည်းသူမတက်ရှင်အရင်တက်ရှင်ပြားကရှင်မှာအပြစ်တွေအပြစ်ပဲဘာမှငယ်တယ်မားတယ်စိတ်ပဲတွေးတယ်မလုပ်ဘူးဆိုတာမရှိဘူးအပြစ်တွေအားလုံးအပြစ်ပဲအမောင်ထဲမှာနေတဲ့လူတွေအမောင်ထဲမှာပဲနေတဲ့လူတွေပဲဒါတွေတော့ဂျာတရင်ကောဘုရားသခင်ပေါ်ပြရှင်တဲ့တရင်ကောမောင်မိုက်ဒီမခံမလို့ပဲဘုရားသခင်ဘလို့ရှိလဲဆိုတာကျွန်တော်ပြောပြအောင်တစ်ခုပြောပြအောင်ကျွန်တော်မွေးလာကြရလေတချော့ကတဲ့ခင်အထားလက်ချက်ကန်ထိုက်ပါဘောမိဘဘောကခင်အတဆရာထားလို့ဒီထိုက်ကိုကျမို့စလုံးမခင်ပတ်ချက်နဲ့ဆောက်ကြဟင်အထားလက်ချက်ခေတနာဟဲ့အဘက်ကိုမစွာတော့နေခင်အစွာလာတော့တော့ခင်ကစွာတော့ဒီမိဘဖီတော့ခင်ကစွာတော့ဒီကအထိုက်ဘောဒါမှတော့မစကောအချင်းခေါ်လို့အမကောမစကောဒါကအထားလို့ဒီတော့ထိုက်ကိုကျမခင်မစွာပေါ်လေအထားလို့တရားထိုက်လို့တော့ငါတော့တရားတန်တော့ကိုနာတင်အလုံးချမချအိုးမရထားလို့စမန်စလို့ကတော့ဟာကိုကတော့လာအနချင်းခေါ်လို့အတော့မိတူကိစေဆိုလာကတော့မီကမဆွေမီနာဆာဆအဒါကမတူမီနာဆာဆကျွန်တော်မထိုင်နိုင်တော့လောက်မကောင်းဘူးဆိုတော့ကျွန်တော်ပြည့်တန်းနဲ့လုပ်တယ်ဒီအပြစ်တွေအားလုံးအတွက်တန်ရှင်းတဲ့ဖျားကြီးစီမှာကျွန်တော်ရောက်ပြီးတွားပြီးဆိုရင်ကျွန်တော်ငရဲတွေကိုကြားဖို့ထိတ်တန်တယ်ဘာလို့လဲဖျားကြီးအရန်တန်ရှင်းတယ်သူရဲ့ဘုံတော်ချင်းချောက်ကျွန်တော်ဖန်ဆင်းတဲ့ခါမှာသူရဲ့ဘုံတော်ချင်းချောက်ကျွန်တော်အသက်မရှင်တဲ့ခါမှာကျွန်တော်ဟာတည်တယ်ခံဖို့လူတွေဖြစ်တယ်ကောင်းဆိုးဆိုတော့ဘာလဲဆိုတော့ကျွန်တော်သိတယ်အကောင်းကိုလည်းကျွန်တော်လုပ်ဖို့လိုအပ်ပါတယ်ဆိုတော့ဘယ်သူမှမပြောပြတော့မှကျွန်တော်စိတ်ထဲကနေသိတယ်ဒီပြစ်များဟာတစ်ခုဖြစ်လာမယ်ဆိုတော့လည်းကျွန်တော်သိတယ်စဉ်းစားကြည့်တော့ဗုဒ္ဓဘာသာဘာပြောမလဲဆိုရင်လေဗုဒ္ဓဘာသာဘာပြောမလဲဆိုရင်မင်းဒီပြစ်လို့လေနောက်ဘဝမှာခွေးဖြစ်မလားဝက်ဖြစ်မလားကြောင်ဖြစ်မလားဘယ်မှာတန်ပြလဲအောင်မယ်ဒါပဲဘာမှဗုဒ္ဓဘာသာဘာမှခမောက်ကျွန်တော်တို့ဘာမှမကဲလို့နိုင်ဘူးအပြစ်ကနေပြီးထားတော့တက်လည်းမပေးနိုင်ဘူးသူပြောတဲ့ຢာတွေကဒီမှာငရဲချဖို့ပဲဒါလို့ပြီးဒါပဲဖြစ်ဖို့ပဲဒါမဲ့လမ်းစစ်မှန်တော့လမ်းအသက်တကယ်ပေးတဲ့လမ်းဆိုတော့ဖျားခင်တားတော့ယေရှုဘာပဲဖြစ်ပဲဖျားခင်ဘုံကြည့်ပါစေနှုတ်ကပတ်တော်ဒီအငယ်14မှာနှုတ်ကပတ်တော်ဒီလူစားခြင်းအဖြစ်ခံယူ၍ကျေးဇူးတော်နဲ့၎င်းသစ္စာတော်နဲ့၎င်းပြည့်စုံတဲ့ငါတို့တွင်ကြည်နေတော်မူသည်ဖြစ်၍
ခမင်းတော်နဲ့တပါးရီတော်သားတော်ဤဘုံကဲ့သို့သူ၏ဘုံတော်ကိုငါတို့မြင်ရကြတယ်စစ်တခုဒီမှာလည်းပါသေးတယ်ဖျားတယ်ကျွန်တော်ဘယ်သူမှမမြင်နိုင်ဘူးတဲ့ဒါမဲ့ကျွန်တော်မြင်နိုင်တာသားတော်ယေရှုအဖေဖျားတယ်ဘာနဲ့တူလဲဘလို့ရှိလဲဆိုတော့မြင်နိုင်ခြင်းဖြစ်တယ်ယေရှုခရစ်တော်ကျွန်တော်ချင်းနဲ့ခုခုခေါ်ပါတော့ကျွန်ယေရှုခရစ်ဟေပတ်ချင်အမွေမာကင်တူအမအရတူကမနုံအစလဲအနုံဇာန်တော့ဆရာတို့ပတ်ချင်နေနာဘလေတော်ရဆရာအနုလာတိမီအဒီအမမအချောကဘူးပေါ့မီစေယေရှုခရစ်တဲ့လို့ကျွန်ပတ်ချင်ဟောဒါစီဇေဒါစီတိမီခေါ်နေခဏမလို့တွိုင်ကမချင်မန်တို့ကပတ်ချင်နေဟဲ့ကအလျာကနေပတ်ချင်အောင်ဆရာကျွန်အမလည်းမအလက်တလို့ဆရာကျွန်မနုံနေကမခေါ်နေကကိုခေါ်နေခဏမလို့ပတ်ချင်ဘာမဇာရမပယ်လာစတော့အမဟဲ့စိစီတော့ကလာလို့အထေတော့ကထေလာလို့ဘီယာဟေပတ်ချင်ဘီယာဟေမနိုရကချငါစလို့ဒီနမနုကန်ဒလာလေတဲ့ကနကန်ဆူတိမီဟေကျေဝနာမူလာစလို့မွိနာချိုတဲ့ကနကန်တိမီကခလာလို့နာတေးမင်းတို့အပေါင်းထဲမှာနေတာပဲပြုံးနေတယ်ပဲခရစ်တော်ကလာတာမဟုတ်ဘူးမင်းတို့အပေါင်းထဲမှာကေဖို့မင်းတို့အပေါင်းထဲနေရာမှာနေတဲ့အညာကိုငါလင်းပေးဖို့မင်းလင်းပေးဖို့ငါကြွားရောက်လာခြင်းဖြစ်တယ်လို့ကျွန်တော်ပြောပြတယ်ကျွန်တော်ပြောပြတယ်ဘာကျွန်တော်ရမ်းကြိုက်တဲ့စကားလေးရှိတယ်မှာအငယ်ဆက်ခွန်ပါကျေးဇူးတရားနဲ့သစ္စာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်တယ်ကျေးဇူးတော်နဲ့သစ္စာတရားကျေးဇူးတရားနဲ့သစ္စာတရားလူချင်းဆိုရင်ကျေးဇူးတရားဟာဆုံးတယ်နော်ဘလောက်ပဲဒီပုံမှာဖြစ်ဘလောက်ပဲခင်ပါစာပဲဖြစ်မန်ပါပဲဖြစ်ငွေချင်းဘလောက်ပဲကောင်းသစ္စာတရားဆိုပုံတက်တယ်ကျေးဇူးတရားဆိုတာလည်းပုံတက်တယ်ဒါမဲ့သစ္စာတရားနဲ့ကျေးဇူးတရားဆိုခရစ်တော်အားဖြင့်ကျွန်တော်ရချင်မိတ်ဆွေခမရဒီမှာဒီသစ္စာတရားနဲ့ကျေးဇူးတရားတွေမှာကျွန်တော်အလုပ်တော့မပါဘူးကျွန်တော်လုံးဆောင်ခြင်းမပါဘူးလုံးဆောင်ခြင်းမပါဘူးဘာသာရေးကျွန်တော်ပြောဖို့အရင်ကတော့ကျွန်တော်ပြောဖို့ဘာသာရေးအားလုံးကမျိုးဒီအောင်လုံးဝမယ်ဒီလိုလိုက်နာမယ်ဒီလိုလုပ်ပါအဲ့ဒါမှဒီလိုဖြစ်မယ်ဆိုတာပဲပြောပြတယ်ဘာသာတရားအားလုံးကအဲ့ဒါပြောပြတယ်ဒါပေမဲ့ခရစ်ယာန်ဘာသာမတူဘူးခရစ်ယာန်ဘာသာဆိုတာဘာသာမဟုတ်ဘူးခရစ်ယာန်ဘာသာဆိုကိုယ်ကိုယ်ရဲ့အသက်ရှင်တဲ့ဘုရားကိုကိုယ်ကိုယ်ရဲ့ဘာသာဖြစ်လို့တခြားဘာသာလုံးဝမတူဘူးကျွန်တော်ကြီးမြတ်တဲ့တန်ရှင်းတဲ့ဘုရားခင်ရှိတယ်ဆိုရင်那么过上哪里跟这个我都没信啊，没有俺妈妈咋的？不天咋的？我妈从那个那个没个在的红啊，现在去喏，这起码的盘生的片儿给洗的所以，这种天的都把路现在洗不了，现在去哦，片儿给这种没那么高说，这种知道路没背没，这把是了不要么啦，不要么啦，没要来不喏。ဖျားခင်ဒါမကောင်းလို့ကျွန်တော် praise and worship ဦးဆောင်မယ်ဆိုရင်တော့ခြေပါစေပြောလို့မရဘူးဖျားခင်ကျွန်တော်မိသားစုမှာကျွန်တော်ခလေးကိုရိုက်မိတယ်တော့ကျွန်တော်လူများတွေကိုကားမောင်းပေးမယ်အတင်းခွလို့ပါမရဘူးခွလို့ချင်းကျေးဇူးတရားဆိုတော့တားတော့ယေရှုမှာပဲရှိတယ်တော့ဆန္ဒခမတ်တော့ခမဲလို့ဆိုတော့ဒီကုမောပါဘူးမပါဘူးစိတ်ထဲမှာတော့သားထဲမှာထဲကျွန်တော်ကြီးမားတဲ့ဖျားကိုကျွန်တော်ပိတ်ဆန်နဲ့ဝေလို့မရဘူးလို့ဆောင်ချက်နဲ့ဝေလို့မရဘူးကျွန်တော်ကြီးမားတဲ့ဖျားကိုကျွန်တော်အမှုစီရင်တဲ့ခါမှာကျွန်တော်ကြားလို့ကျွန်တော်လုပ်ပေးမှုတယ်ကျွန်တော်ဖျားကြောင်လာဘူးခင်ဗျာအဲ့ဒါနဲ့တွားပြီးတော့လေသူ့ကိုလက်ပေးလို့မရဘူးလက်ပေးလိုက်ယူလို့လည်းဖျားလည်းမဟုတ်ဘူးခင်ဗျာပါလားခင်ဗျာလည်းလုံးဝဝေပြီးတော့ပေးလို့မရဘူးကျေးဇူးတော်ကြောင့်လားကယုဏကြောင့်လားကျွန်တော်တို့ကယ်တင်ခြင်းရပေးခြင်းဖြစ်တယ်ဖျားရဲ့မုန်းကြီးပါစေไม่สวยดาตรีงองตรีงองดาแบบแค่ freedom ဆိုတာဒါပဲလွတ်မြောက်ခြင်းဆိုတာဒါပဲတက်ရှင်ရတော့ဘလို့ပြောဖို့ကောင်းတယ်မနေ့နိုးလာလေဟာမနေ့ကကျွန်တော်လုပ်ခဲ့တဲ့ရှိတဲ့ပြန်ခုလို့ပါဒီနေ့ကျွန်တော်နာလာစူးစမ်းပေးပါပြီးကျွန်တော်ကလည်းဒီနေ့ပါပေးတော့ပါကျွန်တော်လည်းတက်ရှင်တော့ပါသူ့ကိုမေးမကြည့်ခဏတော့ခလုံးယုံမကဘူးခမရကသူ့ရဲ့ပုံသဏ္ဍာန်ဖန်ဆင်းမှုလို့ဖျားခင်လို့ရှိတယ်သူ့ရဲ့ပုံသဏ္ဍာန်ဖန်ဆင်းလို့တက်ရှင်တော့ဝိညာဉ်တော်ကျွန်တော်နဲ့မှသူရှိတယ်
ကျွန်တော်တကယ်စဉ်းစားမယ်ဆိုရင်တစ်ခါကြိုင်ဖယားလွတ်မြောက်ခြင်းပေးပြီးတော့ကောင်းကင်ဘုံကြော်သွားပြီဆိုသူလိုပဲစလုံးမပါတယ်ဖပါတော့တန်ရှင်တော်ဝိညာဉ်တော်ဆိုတော့ကျွန်တော်ချိန်မှာရှိသေးတယ်ယုံကြည်ခြင်းအပြင်ကျွန်တော်မတတ်နိုင်တဲ့ကျွန်တော်မစွမ်းမတတ်နိုင်တဲ့အရာများကိုနိုင်ပေးဖို့ကျွန်တော်မအောင်မြင်နိုင်တဲ့အရာများကိုလည်းနိုင်ပေးဖို့ကျေးဇူးနဲ့ကြွနာနဲ့ကျွန်တော်တည်ဆုံးလက်ဆောင်ကျွန်တော်ပေါ်ပြပေးတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ချိန်မှာလည်းယုံကြည်ခြင်းအပြင်တက်ရှင်ပြီလွတ်မြောက်ခြင်းဆိုတာကျွန်တော်တို့ရဲ့လွတ်မြောက်ခြင်းဆိုတာယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့လူတွေအတွက်ကျေးဇူးတော်တပါးနဲ့ထပ်ဆင့်ကျေးဇူးတော်တပါးကိုငါတို့ရရှိကျေးဇူးတော်တပါးအထက်ဆက်ကျေးဇူးတော်ကုံ၍မကုံနိုင်တော့မခန်းနိုင်တော့ကျေးဇူးတော်အဆက်这种说了很多种啊，不听那个爱听课那的，这种跟说种啊，不听阿妈为什么老的那个rap课那的接触过，ကျွန်တော်ခင်ဗျားတို့ကျွန်တော်တစ်ခုမေးချင်သေးတယ်ဒီတရင်ကောခင်ဗျားနားလေတော့တရင်ကောခင်ဗျားတို့ကြားတယ်မလားသခင်ယေရှုကကျွန်တော်တို့ဘယ်တော့ချင်သခင်ယေရှုကကျွန်တော်တို့ဘယ်တော့ဘုရားကိုယ်တိုင်ကဒီလောကကိုကြွလာကျွန်တော်တို့နားလေကြားတယ်ဆိုရင်ကျွန်တော်တစ်ခုပြောပြမယ်ကျွန်တော်အခုချိန်မှာဗန်ကိုကျွန်တော်ဘောနော်ချက်တစ်ခုရေးပေးလိုက်ထားပါတော့ကျွန်တော်အရင်တစ်ထည့်ဖြစ်တယ်လို့စဉ်းစားကြည့်တယ်နော်ကျွန်တော်အရင်တစ်ထည့်ပြတော့သူ့ကိုကျွန်တော်ချက်ပေးမယ်မီလီယံတစ်မီလီယံကျွန်တော်ချက်နဲ့ရေးပေးမယ်โอเคဒါပေမဲ့ဒီနေ့က holiday ဖြစ်တယ်နော်ပြင် weekend လာဆိုတော့ထုတ်လို့မရသေးဘူးထုတ်လို့မရသေးဘူးဆိုတော့ Monday မှာသွားထုတ်လို့ရလိုက်ပြီကျွန်တော်မီလီယံတစ်မီလီယံကို hey ဒီမှာငါရေးပေးသွားပြီမီလီယံတစ်မီလီယံကိုသွားယူပြီးတော့ဘန်မှာ Monday ကျရင်သွားထုတ်လို့ကျွန်တော်ပြောတဲ့ခါမှာသူဒီနေ့အသက်ရှင်ပြီးတော့ Monday ချိန်မှာသူဘယ်လိုနေမလဲစဉ်းစားကြည့်ကျွန်တော်ဒီနေ့တွေ့ပြီးတော့ကျွန်တော်နောက်ကမှသူ့ကိုပြန်တွေ့မယ်ဆိုရင်သူ့ရုပ်ကိုကျွန်တော်ကြည့်လေပြုံးစီနဲ့ကျွန်တော်မြင်နိုင်ဖို့မြင်ချင်ပါတော့ပြုံးစီလည်းဖြစ်တယ်မလားစလုံးမမီလီယံတစ်မီလီယံတော့ပါလို့တော့ပြန်စားကွန်ပျူတာထားမနာကကြောက်ပြတိလာမိုက်ခရိုဖုန်းမနာကကြောက်လာမအစောအင်းချုံခါစားစတဲ့ကြောက်ငါစလုံးအင်းလာမကြောက်ငါ right ခပ်ပေါ်ကအလုပ်နာလို့မအဲ့ဒါစဉ်းစားအောင်လားဘာအိမ်ဝင်အောင်လဲဒီပိတ်ဆောင်မှာဘလို့တုံးလဲဒီဟာနဲ့ဘလို့နေမလဲဘလို့တက်ရှင်လဲဆိုတော့သူ့စိတ်ထဲမှာအဲ့ဒါပဲတွေးမှာသူကြည်လို့မဲ့ကြောရှင်မဲ့တွေ့ဒီပန်တွေကိုရောက်ဖို့ကိုပန်ကိုသွားဖို့သူလုံးဝအရန်လိုချင်မဲ့တောင်းတမဲ့အဲ့ဒီနေ့ကိုသူမဆောင်ဘလို့မနေနိုင်ဘူးဘာလို့လဲဒီ$1 millionဟာသူ့အတွက်ဖြစ်တယ်ဆိုသူသိတယ်တခုပြင်မန်နေဂျာရင်သူအဲ့ဒါကိုထုတ်တဲ့ခါကျရင်$1 millionကိုရမယ်ပြင်ဒီအထဲမှာတက်ရှင်တဲ့ချိန်မှာသူကလည်းအဲ့ဒါကိုတွေးမယ်အဲ့ဒီတွေးချင်းအပြင်သူ့ဘဝဟာပြောရတာအင်ဇွန်အနာလိုတေမကတော့ဘာလို့မဆွေးမကတော့တလားချပေါ်မဆောင်ချအလုံးမဆောက်တော့ချဒီကိစ္စတော့ကောခုနကတော့အင်းမတေခေါ်လာလို့ချိုင်းခေါ်လာလို့စကလုံးမနမချမလို့ချမို့ဘယ်လိုချမမီလီမခတ်ကလမ်ပြတ်အမိုင်ရောဒီနာဘရောဒီပန်ပရဘနိုဟီဇနာကမန်ခေါဟာဒီနာကပေါ်ခေါဟာတိမီကအော်ရူပက်တာဟီထောက်ထားဟီခရီးစုန်ကမဆောနာခမ်ဒင်အဇုံဇာလနာအခအမနာကကြောက်ပြအတဆန်နာကကြောက်ပြတိမီထောက်ထားတဲ့ထိုက်တကဟဲနှလုံးထင်တဲ့တာအိုးလုံးနာခတ်မောအချမ်းသာကလုံးလာတိမီတဲ့အလုံးမောအခတ်မောဟီထောက်ထားတဲ့နာကဆမ်းမချလို့เสียจนဟီထောက်ထားတဲ့ထိုက်တော့ရောအစေဟီထောက်ထားတဲ့ထိုက်တော့ရောကတော့သူကလုံးနာပုံသိမလို့လောက်လွတ်နာပုံသိမလို့လောက်ဆိုဟိထိုင်နေတာဘူချမ်းနေတော့ချက်ကကြကြတာလေထိုင်နေတာဘူချမ်းနေတော့အလုံးလုံးလေအကြာချက်ပန်လေအဒါချလဘတ်တော့ဤကေမချမလုံးနာကချမလို့เสียจนကချက်ကကြမီရသူကြတော့ဘူးလောကချက်ကြကြမီဆိုတဲ့အဇုံလို့ပြကချင်ခေါ်တော့ဇေရောဟိချက်ကကြပြမီဟင်အနုနာခနာဟိတော့ဒေါ်နာကပက်မီဟင်အနုနာဟိအခနာတမီဟင်ကေမလေးကတော့ချက်ကဖန်မီစချူအစီဒင်းအောင်စမီစချူဦးနာနာတဲ့သူခရစ်ဖာတမှုကတိမီနာမှုခရစ်ဖာတီထောက်ထားတဲ့ကေကိုလည်းခရစ်ဟေကစားချောလေအနုလေအကတိနာကကြောက်ပြတိမီအထဲ
นี่ต้องมีกันคนนาตีอินก็นึกนักข้ามนายของเราประข้ามนายของเรากันพวกนางเราข้ามนายของเรากันดูนางเจ้านายของเราเจ้าว่าสิอุลนามาเจ้าสิคริสต์มาสนางมาจ้าสิลูกจ้าสิคริสต์มาสนางมาจ้าสิที่มีในซุ่มโคตรที่เราเล่ที่ทองไทยใจมามิสวอลที่มาเนี่ยของเรามีส่วนรับจงยังไงครีเกมาจ้าราที่มีแต่ไทยตั้งแต่เราเนี่ยสิข้าชักข้าเกมาจ้าสิเกมาทำมินอาชีพมิสโตที่ชักเกตะเท่าที่ได้เห็นมีเนียมขนาดกับเป็ดเตะก็แล้วที่มีในซุ่มลูกจ้าสิสิ่งนั้นจีถ้ากับมีเนียมจะมีเนียมสุราจีโลกมาโตมีพิ้งมีสุดตลาดเลยมาโกงอยู่อย่างเลยทาระตัดตาสุรามาโกงบูเงี้ยเลยมาคนนี้เจ้าละกงกินบงมาคนนี้ปอมละตาเบชิเดพิอาเกเวดุตัดชิมละเงี้ยเลยมาเจ้าละตาเบชิเดแต่ไม่อาจจะซึมซาเลยทาระตัดตาตัวตาพิเดอะไรส่วนทาระตัดตาตัวลุงอยากชิงอะไรดูดิฮะลุงอยากชิงอะไรฮะยาอะไรดูดิฮะตรูบัวกับลูกว่ายังเลยตินเนาะไม่สวยลูกว่ายังเลยตินเนาะด้วยเขาลูกชิ้นเอาซะโอ้ฉันเอาบุคลิกว่าตัวด้วยเราเนี่ยตัวยูเอแค่บาลาตัวเราเนี่ยตัวตักก็ฉันเอาไปแค่บาลาฉันเอาไปเนี่ยบ้ามันไม่ชิวฉันเอาตัดตาไม่ชิเลยสุดยอดฉันเอาตัวน่าหัวไหล่ก็ไม่ชิเลยขณะไอ้โอสาวคุณรู้ชิไม่ยาวได้บุนี่ได้ไม่ยาวได้บุขณะเสร็จมาไม่ช่วยได้บุสวยขณะที่ตัวเองก็มาตีได้บุน้ำเลย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 ได้บุขณะนั้นลงตาที่แกบอกมองได้มาชิมได้เลยดีเล็กอะไรที่เธอมาทุบพ่อนั่นได้บุมาทุบพ่อได้บุไม่ยาวได้บุดีเล็กชิเลยขณะบอกว่าสารนั้นชอบตัวนี้เลยชาเนี่ยมาพิจารณาเนี่ยโยชมุยามราชาเลยไปสารป่วยอะไรโอเวอร์ไทม์ก็สิโยชมุยามราชาเลยที่พิจารณาจะรอป่าวเวลสิที่อะไรจะรอโลสิปุ๊บเราเปียวมาละชิมมาละคริสต์มาสเนี่ยจะรอป่าวสิปุ๊บเนี่ยเปียวมาละชิมมาละพิจารณาเนี่ยสองจะเปียวมาละชิมมาละเส้นสายเส้นสายเส้นสายแต่ว่าที่ยาโลหะชอบตัวเนี่ยกงขันเนี่ยบ้ามาไม่เจ้าบุอเมริกาเจเนยาที่ยิ่งชุดแบบนี้ใครมองจีบาเซ่ที่เมสเซจที่ทองไทยก็มาจากเซ่ကျွန်တော်ယေရမိအနာဂတ်ကျမ်းကျွန်တော်ဖတ်မယ်ဆိုရင်ခန်းကြီး7ငယ်9နဲ့ငယ်10ထိစိတ်နှလုံးသည်ခတ်သိမ်းသောအရာထက်ကျင်လည်စေ၏အလွန်ယူရွှင်သောသဘောရှိ၏စိတ်နှလုံးသဘောကိုပေးသူတည်နိုင်သည်ငါထာဝရဘုရားသည်လူအသီးသီးတို့ကိုလူသီးသီးတို့အားမိမိတို့အကျင့်အတတ်မိမိတို့ခံထိုက်သောအကျိုးအဖြစ်ကိုပေးခြင်းကနှလုံးကြောက်ကပ်တို့ကိုဆက်ကြောတတ်၏လူအသီးသီးတို့ကမိမိတို့အကျင့်အတတ်မိမိတို့အကျင့်အတတ်တနည်းစရာတနည်းပတ်ချက်နဲ့ရအောင်ချက်တယ်လားဘုရားသခင်ဟာဒီအရာအားလုံးဖန်ဆင်းတဲ့ဘုရားဖြစ်လို့အရာခသိန်းတို့ကိုသူကတရားစီရင်လိုက်မယ်အဲ့ဒီတရားစီရင်တဲ့ချိန်မှာကျွန်တော်ဖျားချောင်းသွားခဲ့တယ်ကျွန်တော်ခရစ်စမတ်ကိုသုံးခဲ့တယ်ဆိုပြီးတော့ညပြောတဲ့ချိန်မှာမရဘူးကျွန်တော်လူငယ်ပေးခဲ့တယ်ကျွန်တော်ပါဝင်ခဲ့တယ်ကျွန်တော်မျိုးကောင်းတာလုပ်ခဲ့တယ်ဖျားရင်စီမှာခဏဒါလေးမကောင်းတာလုပ်တော့မှပါမဖြစ်ရှင်းပြလို့မရနိုင်တဲ့ဥစ္စာခရစ်တော်ကျွန်တော်ဖြစ်သလားကျွန်တော်ဗီဒီယိုကလစ်တစ်ခုကြည့်မယ်နော်3 minute လောက်ပဲကျွန်တော်ဗီဒီယိုကလစ်we're all gonna watch a video clip ဆိုဒီဗီဒီယိုကလစ်ကဒီမျိုးသမီးကအရင်နာမည်ကြီးတယ်သူ့ကိုကြည့်ဖို့ဆိုရင်လေလူတွေကတောင်းနဲ့ထောင်းနဲ့ပေးပြီးတော့မှသူ့ကိုသွားပြီး concert ပဲကြည့်ရတယ်ဒါပေမဲ့ဒီချိန်မှာသူဘာလုပ်လဲဆိုရင်သူဘူရာယုံတရုံသွားတယ် CTA ပဲထားပါဘူရာယုံသူက New York မှာဖြစ်နေ CTA တရုံသွား CTA နားမှာသွားပြီးတော့ပြန်တော့ကြည့်တယ်ပြန်တော့ကြည့်တဲ့အခါမှာကျွန်တော်ကြည့်မယ်နော်
See, they wouldn't have to buy thousands of dollars to see her perform a concert. She come to the train station. She played the ballad for them. You see what people did? All they did was touch their phone, go away with their life, go to their business, go to their life, go do whatever they have to do. But you see, they have to pay that much, to be at her concert. She's just playing for them such a beautiful melody. Nobody noticed, nobody paid attention. All the music is for them, but they don't receive it. They don't take it in heart. They don't pay enough attention. They don't stand there to watch her, to see her how she plays. You see, Christmas, Jesus is born. And we hear all the song about the Holy Night and Silent Night and all of it. And you guys are going to perform this again, right? Every year you have to perform this because of Siyama. But anyway, you have to perform this. But you see, every day that you walk your life, Jesus is standing next to you. Jesus is there for you. He's Emmanuel, God, the God of Emmanuel, God who is with us. But you see what we do? We touch our iPhone, we touch our Facebook, Android. We just talk with our friends, we just play games. But He's for us. We don't even notice that. When this clip finished, she said that she felt like she was just nothing. But she was the queen. She was up there on the stage. She was playing all those things. People had to pay to see her. But she was there for free. She was playing for them. But nobody take notice. You see, the king is born. The king from heaven. He came down. The God himself will come down to earth. But we don't pay attention. But we don't receive the message to ourselves that this is for me. Christ will die for my sins. See, He may be praying for you. He may be doing all those things, the salvation on the cross for your sin. If you don't take notice, if you don't take the time to know that this is for you, this is for us, then this message, this beautiful melody, this beautiful story will be nothing for us. Kabantukan, si sukrihe kama cara bolsu kaluman ka tong pram pek manin konsara bazau ahau mi ta ka pek azau ta ni so zeda si siam hang lu ba to ra tu ka ara mi kan ta kan to pek ni lam kama awan ratik tra burayong hu thora kama ba tu ma la pay attention mo ba tu ma la yep do oh the music ka chho to pa la ja yan kong la ila so ba tu ma na ma chho ta me tu play ne ra tu lu pe ya lu ya ang to ba ta me tu ka kham ya lo ma yap bu tu lu ka lu ka ma yap ba na ma chho bu so yin the message the melody bo sa ka tro twa nothing ba ma phit la bu chu ban to ke crazy su ni hen a to hi don nak te cho ro kong chung te ma manong khap nak te ma arat mi e ka ma cha si ke ma cha si te mi e ka zu lo le ka thai lo kong man lo sia an chun to ngai du ban tu khang se chung et tang ka ma pe ke ba zo ding mi kha lam ka mi bura yo ya ban tu ya ha da chun tang ka pe ha ro ko de to wa ba zo a cha sa ko lo wa he to ka ai do mi music ke ma cha la si ke ma than da nga hi de pa tho da pi ken pa to ba ngai ding mi kha ang ngai du lo an te phong man to an hoi an thon an kal ta ko an vi to ni nga ma ka ti mo ji su ni che ko ma cha ko Christmas ni bia jam ban rat thai jing bia ji du ni ko ba nun chan ko thong thap ya an chim na pong ke ma ko mi ro ai manuel pathian ka si ti mi Christmas cha long so chu zong za du nak cha si chu zong za du nak cha na bi kha thong thap ka ma cha si ti mi ni cha te kan ye ve le kan to ve lo la kan ruwa ve lo sia kan chun ka ma cha zai ma thong tha song so ka ma cha zo kan zai ma dong ke a cha ni zo ka pa chang le lo ka ma ni na zo zai ma kan thang le lo chu kri fa ke so kri fa kan tam tu na ma ro si chu kan ye lo kan to lo kan ngai lo kan zo lo kan re lo kan koi lo ma te ka zai ma ne a chang ve loไอ้ตัวทองทาทามีเฮพระกาตังมันเอาเลยนะที่ทองไทยนังมาแล้วที่มาจ่าเส้นแต่กันที่นับเต็นทางมันจำตาขลาบุทางจำตาขลาประเทศอาชาตุมีประเทศนี้เห็นแต่ส่งยาเดชาตุประเทศนี้เห็นอามาลีลาทุกคำเพลงทุกอารักที่ก็ดูพิชิตดูแข่งอยู่พี่ว่าโทรสิบยาอะไรกันมาโทรโปรต้องเพียงเลย
ဘုရားခင်ဒီခရစ်စမတ်ဒီခရစ်စမတ်တရင်ကောင်ကကျွန်တော်တို့ဖြစ်စေပါ